အားလုံးပဲမင်္ဂလာပါ anime first time ကနေကြိုဆိုလိုက်ပါတယ်ဒီ channel မှာတော့ anime နဲ့ပတ်သက်တဲ့ recap တွေကိုတင်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe လေးလုပ်ပေးကြပါအောင် chapter အစမှာတော့ Ichigo အသက်15နှစ်မွေးကလေးကသပင်လိမ့်မောင်းပါလာတဲ့သူဒါကြောင့်မလို့သူ့ကိုလူမိုက်လို့ဝိုင်းထင်ကြတယ်ဒါပေမဲ့သူ့မှာဘယ်သူမှမသိတဲ့လှုပ်ဝက်ချက်တစ်ခုရှိတယ်အဲ့ဒါကတော့ဝင်းကြီးတွေကိုမြင်ရတာပဲဟဲ့ကောင်ခုချက်ချင်းကောင်မလေးကိုတောင်းပန်လိုက်စမ်းလူမိုက်တွေရတယ်ဘာလဲဘဲကကောင်မလေးတဲ့ဒီမှာဘယ်သူမှမရှိဘူးလေ Ichigo ကမင်းတို့မျက်လုံးထဲမှာဘာမှမမြင်ရပြီပဲဒီမှာဝင်းကြီးကောင်မလေးကငိုနေတယ်အခုချက်ချင်းတောင်းမှမလားငါ6တော့စာကိုထပ်စားမလားလို့ပြောရင်ဆုံးမလိုက်တယ်အဲ့ဒီနောက်အိမ်ကိုပြန်လာခဲ့တယ်အရှင်ကပြောတယ် Ichigo မင်းညစာစားဖို့နောက်ကြတယ်ဒါငါတို့အိမ်အစည်းကံကိုချိုးဖောက်တာပဲ Ichigo ကတော်လိုက်စမ်းမှာအသက်ကြီးနေပြီကလေးတော့လုံးမနေနဲ့ယူစုကအကိုကြီးပြန်လာပြီလားသမင်းစားကြအောင်လေငါအကောင်းဆုံးချက်ထားတယ်ခါရင်ညီမလေးကလည်းအဖေကလည်းအကူကိုအမြဲတမ်းအဲ့လိုစွန်းနေတာပဲငါကြီးစရာကြီးသူတို့မိသားစုကအမေဖြစ်သူကမာဆာကီရဲ့ဓာတ်ပုံရှိမှစကားပြောရင်းနဲ့ရဲစရာကောင်းတဲ့ညစာလေးကိုကျင်းပကြတယ်တင်မင်းမလေးကိုချီကီရူကီယာနဲ့စတင်တွေ့ဆုံခြင်းရတော့ဘယ်မှာစလဲဆိုတော့အီချီကိုဟေးမင်းဘယ်လိုလဲငါအခန်းထဲဘလို့ဝင်လာတာလဲယူကီယာကမင်းငါ့ကိုတကယ်မြင်ရလားငါကတေမင်းရှင်နီဂါမီတယောက်ပဲအီချီကိုကတေမင်းဟုတ်လားဝတ်ထားတာလဲစောက်ဆိုင်ခါးကြီးမှလည်းဒိုင်းနေနင်ကဘာလဲစေယောဂါကိုစေးရုံကနေထွက်ပြေးလာလားကိုရီးယားဒေါသထွက်ပြီးတော့အီချီကိုဓာတ်နဲ့ချီနှောင်လိုက်တယ်ယူကီယာကနားထောင်စံကောင်းလေငါနာမည်ကကူချီကီယူကီယာငါတို့ကဝင်းကြီးလောကဆိုစိုက်တီးရလာတာအခုဒီနားမှာဟော်လိုလို့ခေါ်တဲ့မိစ္ဆာတောင်ရှိနေတယ်အဲ့ဒီကောင်ဝင်းကြီးတွေကိုလိုက်စားဖို့ရှာနေတယ်မိစ္ဆာကြီးရွှေဘော်ကဒီအီချီကိုရဲ့အိမ်ကိုတိုက်ခိုက်ပြီးတော့ခိုင်းနဲ့ယူစုကိုဖမ်းသွားတယ်အီချီကိုကလွတ်ဆန်းငါညမကိုလွတ်ဆန်းယူကီယာကမတော်နဲ့အီချီကိုမင်းမှာဘာအစွမ်းမှမရှိသေးဘူးအီချီကိုကခုံကြီးကိုယူပြီးတော့တခုံလို့ပြေးရင်သွားပြီးတော့ဟော်လိုသွားရိုက်ခဲ့တယ်ဟော်လိုပိတ်ထိုးလိုက်တော့အဝေးကိုလွင်သွားခဲ့တယ်ဟော်လိုကမိပြီးပြောပြီးတော့လက်ဝါးကြီးနဲ့ရိုက်ချလိုက်တယ်ယူကီယာဝင်ကူလို့အီချီကိုနဲ့သူ့ညမနှစ်ယောက်လုံးအသက်အန္တရာယ်နဲ့ဝေးသွားပြီးတော့ဟော်လိုကခစ်တခဏပျောက်ကွယ်သွားပြီလို့ထင်ရပေမဲ့နေရာကနေပြန်ပေါ်လာပြီးတော့တိုက်ခိုက်လို့ယူကီယာဒဏ်ရာရသွားခဲ့တယ်ယူကီယာဒဏ်ရာရသွားတဲ့အချိန်မှာအီချီကိုသူမဓာတ်နဲ့ထိုးသွင်းပြီးတော့စွမ်းအားတွေလွှဲပေးလိုက်တယ်ယူကီယာကအီချီကိုမင်းကံကြမ္မာကိုမင်းကိုယ်တိုင်ဆုံးဖြတ်စမ်းဒီဓာတ်ကိုမင်းရင်မဲ့ထိုးသွင်းလိုက်အီချီကိုကငါမိသားစုကိုကောက်ွယ်နိုင်မယ်ဆိုဘာဖြစ်ဖြစ်ငါလုပ်မယ်အပြာအောင်လင်းနှန်းကြီးထွက်လာပြီးတော့အီချီကိုကအေယာမဓာတ်ကြီးနဲ့တေမင်းဖြစ်ပြောင်းသွားတော့တယ်အီချီကိုကဟေးမိစ္ဆာကြီးမင်းတိုက်ခိုက်နေတာငါမိသားစုတွေမဟုတ်ဘူးငါဂုံတိတ်ခါကိုထိခိုက်စေတယ်တေပြီးတော့ဒီချီကဓာတ်ကိုကိုရမ်းပြီးတော့ဟော်လိုမိတ်စာကြီးကိုတစ်ချက်တည်းနဲ့အပြက်ပိုင်းလိုက်တယ်ယူကီယာမင်တက်သွားပြီးတော့ကြည့်နေတယ်သူ့ရဲ့ဝင်းကြီးစွမ်းအံ့ဩစရာပဲငါရဲ့စွမ်းအားလုံးစုပ်ယူသွားတာလားဒီကောင်လေးကဘလို့လိုမျိုးလဲ chapter 1မှာကျွန်တော်တို့သတိထားမိတာကတော့အီချီကိုရဲ့ပင်ကိုစရိုက်ပါသူကသူတစ်ပါးအတွက်အထူးသဖြင့်သူ့မိသားစုအတွက်အသက်ကိုပဓာနမထားဘဲနဲ့တိုင်ပွဲဝင်သက်သူတယောက်ပါနောက်လာမယ့်အပိုင်းတွေမှာဘာတွေဆက်ဖြစ်မလဲစွမ်းအားတွေကုံဆုံးသွားတဲ့ရီကာကဘလို့ဆက်ပြီးတော့ရှင်းတယ်မလဲအီချီကိုကရောចောင်းတက်ရင်လည်းဒီတောင်းလေးဘလို့ထမ်းဆောင်မလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်